ပလာတာရိုက်စရာမလိုတဲ့ထက်တရာပလာတာအလွယ်ပြုလုပ်နီဒီနေ့မှာတော့ပလာတာကြိုက်တဲ့သူတွေအတွက်ဆိုင်ရဝယ်စားစရာမလိုဘဲနဲ့အိမ်မာတွေမဲ့ပေါ့ရွရွနဲ့အရသာရှိတဲ့ထက်တရာပလာတာလုံနည်းလေးကိုမျှဝေပေးခြင်းပါတယ်အတင်းအကျပ်ရပြီးတော့အတွင်းသားလေးကနူးညံ့အီးဆက်နေတဲ့ဒီမုံကိုအိမ်မာတွေမဲ့အလွယ်တကူလှုပ်ရှားနိုင်မှုအတွက်အခုပဲပြင်ဆင်လိုက်ရအောင်ပါပထမဆုံးဂျုံမုတ်300 g လေးကိုစား2 g လောက်ထည့်ပြီးတော့တမောက်လိုအရင်မှွေပေးပါအဲ့နောက်မှာတော့ရေနွေး200 ml ကိုအသားအရာလေးလောင်းထည့်ပြီးတော့ဂျုံသားတွေကိုအားလုံးတသားလေးဖြတ်သွားအောင်လို့တေချာလေးမှွေပေးဖို့အတွက်လိုအပ်ပါတယ်ဂျုံသားကိုလက်တစ်ဖက်ထည့်နေညံ့ညွန်းအောင်နေပေးပြီးတော့နှစ်ပိုင်းအညီမျှခွဲလိုက်ပါပြီးရင်တော့အလုံးကြီးနှလုံးပုံစံဖော်ပြီးတော့အပေါ်ကနေစီလေးနှံ့အောင်လို့ဖြန်းပေးရပါမယ်အဲ့နောက်မှာပလတ်စတစ်နဲ့တေချာအုပ်ပြီးတော့တနားရီလောက်အနားပေးထားတော့မှဂျုံသားပို့ပြီးတော့ပျော့ပြောင်းလာမှာပါအချိန်စီးတဲ့ခါမှာဂျုံသားကိုပြားချက်သွားအောင်လို့လက်နဲ့ဖိချပြီးတော့စီလေးထပ်တုပ်ပေးပါအလွာပေါင်းများစွာဖြစ်ပေါ်လာဖို့အတွက်ဓာတ်နဲ့9ချက်လောက်လီးဖြတ်ပေးပြီးတလွာချင်းစီကိုအနုစိတ်ပြန်ခောက်ပေးရပါမယ်အဲ့ဒီဂျုံတုံးကိုပြားနေအောင်လို့ဒလိန်တုံးနဲ့ပြန်ပြီးတော့လှိမ့်လိုက်ပြီးစီမကတ်တဲ့တေအိုးထဲမှာမီးအေးလေးနဲ့စတင်ကျုံနိုင်ပါပြီနဘစလုံးရွှေရောင်တန်းပြီးတော့အနံ့လေးမွေးလာပြီဆိုရင်တော့တကယ်ကိုထူးခြားဆန်းပြတဲ့အရသာနဲ့ပလာတာကိုရရှိပြီးဖြစ်ပါပြီဒီနန်းလေးကပလာတာရိုက်ရမှာကြောက်ကြတဲ့သူတွေအတွက်အထူးသင့်တော်ပြီးတော့အယောင်လွယ်ကူရိုးရှင်းတယ်လို့ကုန်ကြစိတ်လည်းတက်တာစီမှာပါအလွာလေးတွေအထက်လိုက်နဲ့စားလိုက်တိုင်းမှာကြွကြွနေမဲ့အိမ်လုံးပလာတာလေးကိုမိသားစုအတွက်ကိုယ်တိုင်လုပ်ကြည့်ကြည့်အောင်ပါနော်နောက်မှပြန်လုပ်ကြည့်လို့ရအောင်ဗီဒီယိုလေးကိုစေထားဖို့လည်းမမေ့ပါနဲ့ဦးဗျကျုပ်ကျော်ဒီလိုပုံစံမျိုးနဲ့မြင်မှုကြမှာမဟုတ်ပါဘူးကျက်သွန်ကြီးရဲ့အချိုတက်နဲ့ကျုပ်ရဲ့နူးညံ့မှုပေါင်းဆက်ထားတဲ့တရုတ်စတိုင်ကျက်သွန်ကြီးကျုပ်မွေကျော်ပြုလုပ်နည်းလေးပဲဖြစ်ပါရီအရင်ဆုံးရေခဲတက်တာတွေကကျက်သွန်ကြီးနဲ့ကျုပ်တွေကိုထုတ်ယူပြီးတော့ကျက်သွန်ကြီးတစ်ဝက်ကိုအကွင်းလိုက်လေးဖြစ်အောင်လို့လှီးဖြတ်ပေးရပါမယ်ကျန်တဲ့ကျက်သွန်ကြီးအစိပ်ပိုင်းတွေကိုတေးသေးလေးဖြစ်အောင်လို့ဆင်းထားပေးပါအဲ့နောက်ကျုပ်နှလုံးကိုခွက်တစ်ခုတည်းကိုထည့်ပြီးတော့ခုနဆင်းထားတဲ့ကျက်သွန်အနီးကျက်သွန်မိတ်နဲ့စားနှင်းငယ်ကိုထည့်ကတေချာနှံ့အောင်လို့မွေပေးပါအိုးထဲမှာအစီနှင်းငယ်ထည့်ပြီးတော့အကွင်းလိုက်လီးထားတဲ့ကြက်သွန်တွေကွင်းလေးတွေကိုအစီချထားလိုက်ပါအဲ့ဒီကွင်းလေးတွေကိုပြင်ဆင်ထားတဲ့ကြက်ဥရည်တွေကိုတစ်ခုချင်းစီလိုက်ပြီးတော့ဖြည့်ပေးရပါမယ်အပေါ်ကနေနန်းနယ်လေးအနှင်းငယ်ဖြူပေးပြီးတော့မီးအေးနဲ့နှစ်ဖက်စလုံးရွှေရောင်တန်းလာတဲ့အထိကြော်ပေးအောင်ပါပဲဒီဟင်းလျာဟာပုံစံလေးရတဲ့ချစ်စရာကောင်းတယ်လို့ရတာကလည်းတကယ်ကိုထူးခြားဆန်းသစ်နေမှာပါမနက်စာအတွက်ပဲဖြစ်ဖြစ်ထမင်းဝိုင်းမှာအမီးဟင်းမဲ့ဖြစ်ဖြစ်ပြင်ဆင်မှုအကောင်းဆုံးပါပဲလောကလည်းရောင်းလွယ်ကူတာမလို့ဒီနေ့ပဲအိမ်မှာစမ်းချက်ကြည့်ဖို့တိုက်တွန်းခြင်းပါရနော်လူရန်ကိုဆွဲဆောင်နိုင်မယ်ဒီချက်သွန်ကြီးကျဲဥကြော်လေးကတင်းကိုပျော်ရွှင်စီမှာအသေးကြပါပဲ